ရှင်ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ပြီးတော့မှရှိတဲ့အထင်ကြီးဘာသာရေးနဲ့ခီးသွွားနေရာတစ်ခုဖြစ်တဲ့ဥပ္ပါဒတန်နီစေရမြေကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်နေပြီးတော့ဟာဆိုရင်ကျဲဝန်းတန်ရှင်တဲ့လမ်းမကြီးစနစ်တကျတည်ဆောက်ထားတဲ့အဆောက်အဦတွေတက်တော်အဆောက်အဦတွေနဲ့အစိုးရရုံးဌာနများတည်ရှိရတဲ့တစ်ခုလည်းဖြစ်ပါတယ်ရှင်။နေပြီးတော့မှရှိရဲ့အထင်ကြီးဖျားတွေထဲမှာဆိုရင်ဥပ္ပါဒတန်နီစေရမြေကြီးကလည်းတဆူပါဝင်ဖြစ်ပါတယ်ရှင်။ဥပ္ပါဒတန်နီစေရမြေကြီးဟာဆိုရင်ရန်ကုန်မြို့မှာရှိတဲ့ရွှေတကုံစေရမြေကြီးရဲ့ညံတော်အောက်တပင်ရောက်ပြီးတော့ညံတော်အမြင့်325ပေနဲ့ရွှေတကုံစေရမြေကြီးရဲ့ပုံတော်တိုင်း2006ခုနှစ်ကနေစတင်ပြီးတော့တည်ဆောက်ကူးဆော်ခဲ့ရဖြစ်ပါတယ်ရှင်။2009ခုနှစ်မှာတော့ရွှေချီတော်တင်ပြီးခဲ့ပါတယ်။ဥပ္ပါဒတန်နီစေရမြေကြီးရဲ့ဖုံးတော်ကိုလည်းမြန်မာနိုင်ငံအတွင်းမှာမြင့်တင်နေခံကြတဲ့ပြည်သူအပေါင်းဘေးရဲ့နဲ့ပေါင်းကနေကင်းရှင်းပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိစေဖို့ရအတွက်ရည်ရွယ်ထားတဲ့ဘေးရဲ့နဲ့ပေါင်းကနေငြိမ်းအေးစေခြင်းလို့မြန်မာပြည်အလက်ထိပ်ပဲရတဲ့ဥပ္ပါဒတန်နီစေရမြေကြီးလို့ပြောဆိုသမုတ်ခဲ့ပါတယ်။ဥပ္ပါဒတန်နီစေရမြေကြီးကိုပထမအဆုံးလာရောက်တက်ကြတဲ့ခီးသွွားဧည့်သည်တွေအနေနဲ့တွေ့ကြုံခန်းစားရမှာကတော့စေရမြေကြီးရဲ့ခမ်းနားထေဝမှုကျဲဝန်းတန်ရှင်တဲ့ပရဝတိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်တွေပဲဖြစ်ပါတယ်ရှင်။စေရမြေကြီးမြင်မြင်တော့ကနေကြည့်နေဆိုရင်နေပြီးတော့မြို့ရလှပတဲ့ရွှေပြည်မျိုးကိုတွေ့မြင်နိုင်မှာဖြစ်ပြီးတော့အထူးသဖြင့်တော့နေဝင်ချိန်နဲ့နေထွက်ချိန်တွေမှာဆိုရင်ရွှေအောင်စေရနဲ့ကောင်းကင်အလားပေါင်းစပ်မှုတွေကလည်းမြင်ရသူတွေအဖို့ကတော့အမှတ်တရအနေနဲ့ကြရှိနေမှာဖြစ်ပါတယ်ရှင်။ဥပ္ပါဒတန်နီစေရမြေကြီးဟာဆိုရင်တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာတည်ထားကိုယ်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားရှိဖို့ခြင်းနဲ့ဖျားထိုင်ခြင်းတွေအပြင်တက်ကြီးရွယ်ကိုလေမျိုးပြားနဲ့လောက်တာဝဲမွန်းချက်မှုတွေကနေပြီးတော့ခိတ္တခဏအနားယူလို့သူတွေအတွက်ကလည်းတိတ်ဆိတ်နေတဲ့အေဂျင့်ဆိုတာနိုင်ယူနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဒါအပြင်နိုင်ငံခြားသားခီးသွွားဧည့်သည်တွေအတွက်ဆိုရင်တော့မြန်မာဗုဒ္ဓယဉ်ကျေးမှုတွေဗီတုခါလက်ရာတွေနဲ့ယူရဟအမွေနဲ့ဒီကိုပါလိလာနိုင်မယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဥပ္ပါဒတန်နီစေရမြေကြီးမှာပဲမြင်တွေ့ရတဲ့ထူးခြားမှုတစ်ခုရှိပါတယ်။အဲဒီထူးခြားမှုကတော့မြန်မာလူမျိုးတွေအနေနဲ့ကံကောင်းခြင်းနဲ့အောင်မြင်ခြင်းရဲ့လက်ကောင်လေးဖြစ်နေသတ်မှတ်ထားကြတဲ့စင်မြူတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်။ဖျားခုဧည့်သည်တွေအနေနဲ့ကတော့ဇေယီတော်မြေကြီးရဲ့အရှိတ်ဘက်ဆောင်နဲ့အောက်ခြေအရှိတ်ဘက်မှာရှိတဲ့စင်မြူဆောင်မှာဆိုရင်စင်မြူတွေကိုပါအနီးကပ်လေးလာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဥပ္ပါဒတန်နီစေရမြေကြီးရဲ့ပရဝတ်တွင်းမှာဆိုရင်ကာယနာဘုံနေရာတွေဈေးဆိုင်တန်းတွေနဲ့စားတောက်ဆိုင်တွေအပြင်လက်မှုပစ္စည်းတွေနဲ့ဒေသထွက်ပစ္စည်းတွေကိုပါရောင်းချတဲ့ souvenir shop တွေကိုပါတွေ့နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားဖို့ဧည့်သည်တွေအနေနဲ့ကတော့အိမ်ပြန်လက်ဆောင်တွေကိုပါတစ်ခါတည်းဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဥပ္ပါဒတန်နီစေရမြေကြီးဟာဆိုရင်တော့ဘာသာရေးအမွေအနှစ်တစ်ခုတာမကဘဲနဲ့ခီးသွွားဧည့်သည်တွေအတွက်စိတ်ညစ်တဲ့အေးချမ်းမှုကိုရှာဖွေနိုင်တဲ့နေရာမြန်မာပြည်သူကလက်ရာတွေနဲ့ဗုဒ္ဓယဉ်ကျေးမှုလူပညာလက်ရာတွေကိုပါလေ့လာနိုင်တဲ့နေရာဖြစ်ပြီးတော့မမေ့နိုင်တဲ့ခီးစဉ်အမှတ်တစ်ခုဖြစ်စေပါတယ်။ဒါကြောင့်နေပြည်တော်ကိုရောက်ခဲ့မယ်ဆိုရင်ဥပ္ပါဒတန်နီစေရမြေကြီးကိုအလဲတစ်ခါလာရောက်ဖွင့်ပြကြဖို့တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်ရှင်။ခီးသွွားလုပ်ငန်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းတင်ဆက်ပေးသွားမှာဖြစ်လို့အားလုံးပဲဆောက်မြောက်ကြည့်ရှုပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။